စိတ်ကူးသည်ဖြစ်ပေါ်တော်မူ၏အစာဖြစ်သည်ပထမဦးစွာမိမိဦးနောက်ထဲတွင်စိတ်ကူးတန်တွေတီးဖို့သာအရေးကြီး၏ဦးနောက်ထဲတွင်တန်တွေတီးပြီးသောစိတ်ကူးကိုတကယ်ဖြစ်ပေါ်လာအောင်အကောင့်ထဲပို့လို့ရသည်ဤသည်မှာတဘာဝ၏နိယာမတရားဖြစ်သည်စိတ်ကူးသည်အစာဖြစ်သည်စိတ်ကူးကိုပိုး၍ကောင်းလာအောင်အကောင်းဆုံးဖြစ်လာအောင်ပြုပြင်နိုင်သည်ပြောင်းလဲနိုင်သည်သို့သောဘယ်အရာမဆိုအစပထမတွင်စိတ်ကူးကအလင်းလာရ၏အရာဝတ္ထုတစ်ခုဖြစ်ပေါ်မှု၏အစသည်စိတ်ကူးဖြစ်သည်ဟုသောနိယာမတရားကိုသိလာသောအခါထိုအရာကိုတိုးတက်ကောင်းမွန်အောင်စတင်လုပ်ကိုင်လိုသောစန္ဒပြင်းပြလာမည်စန္ဒပြင်းပြလျင်လိုရဲသောတတိဝင်လာမည်တင်စိတ်ကူး၏ရသောအရာတင်လုံနိုင်မည်ဟုယုံကြည်သောအရာကိုတတိရှိရှိထင်စတင်၍သာလုပ်ပါတတိတွင်ပါရမီဉာဏ်ရှိသည်စွမ်းအားရှိသည်ဟုဂျာမန်သွေးခေါ်ရှင်ကြီးဂါထာကရေးခဲ့ဘူးသည်ဤသည်မှာအကြောင်းနှင့်အကျိုးသဘောတရား၏မှန်ကန်မှုဖြစ်သည်စိတ်ကူးသည်အကြောင်းတရားဖြစ်သည်အကြောင်းတရားကြောင့်အကျိုးတရားဖြစ်ပေါ်လာသည်ထို့ကြောင့်မိတ်ဆွေ၏စိတ်ကူးသည်အမှန်တကယ်ဖြစ်ပေါ်လာမည့်အကျိုးတရားကိုပေးစွမ်းနိုင်သည်ဟုအမြဲတမ်းဆွဲမှတ်ထားပါစိတ်ကူးတစ်ခု၏စွမ်းအားကိုမိတ်ဆွေတွေးမိခြင်းမှတွေးမိလိမ့်မည်ဘယ်လိုပဲဖြစ်ဖြစ်စိတ်ကူးတွင်စွမ်းအားရှိသည်ဟုအမြဲဆွဲမှတ်ထားပါထို့ကြောင့်အံ့ဖွယ်မေခွန်60မျိုးနဲ့မဆန်းတက်ရသေးသမျှမိမိရလာသောစိတ်ကူးတစ်ခုကိုဘယ်တော့မှဖယ်ထုတ်မပစ်ပါနဲ့စိတ်ကူးတိုင်းသည်အမှန်တကယ်ဖြစ်ပေါ်မှု၏အစဖြစ်၏ဖြစ်ပေါ်လာသောစိတ်ကူးတိုင်းကိုပို၍တိုးတက်ကောင်းမွန်လာအောင်အကောင်းဆုံးဖြစ်လာအောင်အမှန်တကယ်အကောင်းထဲပေါ်လာအောင်ပြုပြင်သင်ကပြုပြင်ပါပြောင်းလဲသင်ကပြောင်းလဲပါလူတစ်ယောက်သည်အောင်မြင်လို့လျင်အမြဲတမ်းစိတ်ကူးနေရမည်အဘယ်ကြောင့်ဆိုသောစိတ်ကူးသည်အောင်မြင်မှုမီးပွင့်၏ခလုတ်ချစ်သောကြောင့်သည်စိတ်ကူးလျက်စစ်သည်အမြဲတမ်းစီးမနေလျင်မိတ်ဆွေ၏အောင်မြင်ရေးမော်တာဆက်သည်ဘယ်လိုမှမလဲပတ်နိုင်လောင်စာစီသည်ပိုက်ဆံတွေဘလောက်ထေထေဘယ်လိုမှမလဲပတ်နိုင်အမြဲတမ်းစီးနေသောစိတ်ကူးလျက်စစ်သည်မရှိလျင်လောင်စာစီသည်ဘယ်စွမ်းအားကိုမျှမထုတ်လုပ်နိုင်အသုံးဝင်သောစိတ်ကူးသည်ဘယ်လုပ်ငန်းမျိုးအတွက်မျှမဆိုမရှိမထစ်အဓိကအရေးကြီးသည့်အရာဖြစ်သည်မိတ်ဆွေသည်အကျိုးရှိသောစိတ်ကူးကိုအလင်းမထက်ထုတ်လုပ်နိုင်စွမ်းရှိလျင်မိတ်ဆွေကိုယ်တိုင်လည်းမရှိမဖြစ်အဓိကအရေးကြီးသည့်ပုဂ္ဂိုလ်ဖြစ်လာလိမ့်မည်သို့ဆိုလျင်မိတ်ဆွေ၏ဝင်ငွေလည်းစကက်ထောင်မုံတိုးသည့်ထက်တိုးလာလိမ့်မည်စိတ်ကူးကောင်းတစ်ခုကြောင့်ချက်ချင်းတထေးကြီးဖြစ်သွားနိုင်၏စိတ်ကူးကောင်းကတားစင်ကြောင့်ပိုး၍မြန်ပိုး၍ချမ်းသာလာနိုင်၏